Facebook ကတော့သုံးနေပြီးဝင်ရနေပြီးတော့ Facebook password မသိတဲ့သူတွေရှိလားခင်ဗျရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါဒီဗီဒီယိုမှာကျွန်တော် Facebook password အကောင့်ထဲတင်ဘယ်လိုမျိုးအလွယ်တကူပြန်လုပ်ရမယ်ဆိုတာကိုအစဆုံးပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲ like ကြည့်ပေးကြပါအောင်ခင်ဗျ password အသစ်ပြန်ရှင်းဖို့အတွက် setting တွေကိုသွားပါမယ်ခင်ဗျပြီးရင်တော့ဒီမှာ account center ဆိုတာရှိပါတယ်တစ်ချက်နှိပ်လိုက်ပါဒီမှာရှိတဲ့ password and security ဆိုတာကိုဆက်နှိပ်ပါပြီးရင်တော့ဒီမှာ change password ရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါခင်ဗျကောက်ပုံလေးပေါ်လာရင်ဆက်နှိပ်ပါပါကျွန်တော်တို့က password အဟောင်းမသိတဲ့အတွက်ဒီမှာတန်းပြီးတော့ရှင်းလို့မရပါဘူးအဲကြတော့ကျွန်တော်တို့ကဒီမှာ forgot password ဆိုတာနှိပ်လိုက်ပါခင်ဗျပြီးရင်ဒီမှာသူက account နဲ့ချိန်ထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေပေးပါလိမ့်မယ်အဲ့ဒီထဲမှာမိတ်ဆွေတို့ကဖုန်းနံပါတ်ရှိရင်ဖုန်းနံပါတ် Gmail ရှိရင် Gmail အဲ့ထဲကိုကုတ်ရှာပါ WhatsApp ရှိရင်ပိုကောင်းပါတယ်ကျွန်တော်ကတော့ WhatsApp ထဲကိုချပြပါမယ်ခင်ဗျကြားလာတဲ့ကုတ်လေးကိုဒီနားမှာထည့်ပြီးတော့ continue နှိပ်လိုက်ပါခင်ဗျဆိုတော့ဒီမှာ password အသစ်ရေးဖို့ပေးပါလိမ့်မယ်အဲ့ဒီခါမှာကျွန်တော်တို့ကကိုယ်စက်ကြိုက် password ကိုအသစ်သေချာရေးပြီးတော့အမှန်ချက်လေးပေးပြီးသေချာမှတ်သေချာမမေ့အောင်ထားပြီးတော့ next နှိပ်လိုက်မယ်ဆိုလို့ရှိရင် password ကိုပြောင်းပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျဒါကတော့ကိုသုံးနေတဲ့အကောင့်ကဝင်ရနေတဲ့အချိန်မှာ password မေ့နေတယ်ဆိုလို့ရှိရင်တော့ password အသစ်ပြောင်းနေလေးဖြစ်ပါတယ်ခင်ဗျ password အသစ်ပြီးတော့ရေးကြည့်ပါတယ်သေချာရေးပြီးတော့မှတ်ထားကြပါခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်တော့ share ပေးကြပါဦးခင်ဗျ